လမ်းပေါ်မှာစွန့်ပစ်ခံထားရပြီးတေလူမျိုးပါဖြစ်နေတဲ့မွေးကင်းစကလေးငယ်တယောက်ရဲ့ရင်းနှင်းစရာခရီးစဉ်ကိုပြသထားပါတယ်။ဒါပေမဲ့ကံကြမ္မာကထိုကလေးငယ်အပေါ်ညာလာခဲ့ပါတယ်။တနာကျင်နာတတ်တဲ့လင်မယားနှစ်ယောက်ကကလေးကိုတွေ့ရှိသွားပြီးသူတို့ရဲ့သားရင်းလို့မွေးစားခဲ့ကြပါတယ်။သူတို့ကကလေးကိုဖုန်းဖရင်လို့အမည်ပေးခဲ့ပြီးဆင်းရဲမွဲတေမှုတွေကြားကပဲမြစ်တာနဲ့ဂရုစိုက်မှုအပြည့်နဲ့ပြုစုပြောထောင်ခဲ့ကြပါတယ်။ကြီးပြင်းလာတဲ့အခါဖုန်းဟာစကားနားထောင်ပြီးအလားအလာရှိတဲ့ကလေးတဦးဖြစ်လာခဲ့ပါတယ်။သူဟာကနဝင်မြောက်ရှောင်းလင်းဆရာကြီးတဦးထံမှပညာသင်ကြားခွင့်ရခဲ့ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ပဲအရှုံးမရှိတဲ့တိုက်ခိုက်ရေးတိုင်းပညာတွေကိုသင်ယူတက်မြောက်ခဲ့ပါတယ်။ဖုန်းဟာဉာဏ်ပြေးပြီးအသက်တင်လွယ်သူဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ကရင့်ကျက်ပြီးအတွေ့အကြုံရှိတဲ့ဓပြတွေကိုတောင်အနိုင်တိုက်နိုင်တဲ့အထိတိုင်းပညာကျွမ်းကျင်လာခဲ့ပါတယ်။နှစ်တွေကုန်လွန်သွားတဲ့အခါဖုန်းဟာတတိရှိပြီးအရေးချင်းရှိတဲ့လူငယ်တယောက်ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့စာလောင်မှုသိမ့်နေတဲ့ဓပြတစုဟာရိတ်ခါတွေလူရက်ဖို့အတွက်သူ့ရဲ့ရွာကိုရောက်ရှိလာကြပါတယ်။ဒါပေမဲ့ဖုန်းကတခုခုမတင်ကဖြစ်မိပြီးထိုဓပြအုပ်စုဟာမင်းသားတစ်ပါးကိုပြန်ပေးဆွဲလာတာကိုသတိပြုမိသွားပါတယ်။မှန်ကန်ရာကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်ထားတဲ့ဖုန်းဟာချက်ချင်းပဲလှုပ်ရှားပြီးမင်းသားကိုကယ်တင်ဖို့နဲ့ဓပြတွေကိုနှိမ်နင်းဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ဖုန်းရဲ့ပြိုင်ဘက်ဟာဖုန်းကဘယ်သူလဲဆိုတာသိသွားတဲ့အခါကြောက်လန့်တကြားနဲ့ဆုတ်ခွာသွားခဲ့ပါတယ်။ရန်သူရဲ့အံ့အားသင့်မှုကိုမြင်ပြီးဖုန်းကသဘောကျကရင်မောနေခဲ့ပါတယ်။မင်းသားကိုကယ်တင်ပြီးနောက်ဖုန်းနဲ့သူ့အဖွဲ့ဟာအခြားဂိုင်းကောင်းဆောင်တွေနဲ့အစည်းအဝေးတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းအံ့အားသင့်သွားတာကတော့ဂိုင်းကောင်းဆောင်တဦးဖြစ်တဲ့ပိုင်ရှိချင်းပဲဆိုင်ချင်းကဖုန်းကိုသူတို့ဂိုင်းရဲ့ဝိုင်းရင်အကိုကြီးတယောက်ကိုတပ်ဖြတ်ပြီးတစ္ဆာဖောက်မှုကျူးလွန်ခဲ့တယ်လို့ဆွဆွဲလိုက်ခြင်းပဲဖြစ်ပါတယ်။ပိုင်ရှိချင်းကဖုန်းလူတက်မှုကျူးလွန်ဒါကိုမျက်မြင်တွေ့ရှိခဲ့တယ်လို့ဆိုတဲ့သူခဲအိုစီကစာတစောင်ကိုတက်တဲ့အဖြစ်တင်ပြခဲ့ပါတယ်။ထိုဆွဆွဲချက်ကိုပိုပြီးခိုင်လုံစေတာကတော့အသက်ခံရတဲ့အကိုကြီးရဲ့ဇနီးဖြစ်သူမတန်မာမတ်တယ်မယ်ရဲ့ထွက်ဆိုချက်ကြောင့်ဖြစ်ပါတယ်။ပြင်းထန်တဲ့ဆွဆွဲချက်တွေရှိနေပေမဲ့လည်းဖုန်းကတော့သူကိုယ်တိုင်အပြစ်မရှိကြောင်းသိထားလို့တည်ငြိမ်ရင်းကျက်စွာပဲနေခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်မချေပေးရသေးခင်မှာပဲဂိုင်းကောင်းဆောင်ရဲ့အကိုအကြီးဆုံးရောက်ရှိလာပြီးတုံလုံးချောက်ချားစရာအမှန်တရားတစ်ခုကိုဖွင့်ချလိုက်ပါတယ်။အဲ့ဒါကတော့ဖုန်းဟာတကယ်တော့အားလုံးကမုန်းတီးကြတဲ့ကိတန်ခဲတင်လူမျိုးစုကမွေးစားထားတဲ့ကလေးတစ်ယောက်ဖြစ်ပြီးတေဆုံးသွားတဲ့အကိုကြီးအပေါ်ဘာရန်မျိုးမှမရှိဘူးဆိုတာပါပဲ။ဖုန်းဟာတကယ်အမိညာဒီမရှိပဲလှည့်လည်သွားလာနေထိုင်ကြတဲ့ကီတန်လူမျိုးစုကဆင်းသက်လာတာလို့ပေါ်ပေါက်သွားတဲ့အခါသူ့ရဲ့ကောင်းကုန်သတင်းဟာပျက်စီးသွားခဲ့ရပါတယ်။ဒီသတင်းကြောင့်တစ်ချိန်ကသူ့ကိုကိုးကွယ်အားကျခဲ့ကြသူတွေဟာအံ့အားသင့်သွားကြပြီးသူ့ရဲ့စေတနာအမှန်နဲ့စရိုက်လက္ခဏာအပေါ်တန်တရားဝင်လာကြပါတယ်။သူ့ရဲ့တစ္ဆာရှိတဲ့နောက်လိုက်တွေကဖုန်းကိုကာကွယ်ဖို့အသေးအတန်စူးစမ်းခဲ့ကြပေမဲ့လည်းဖုန်းကတော့သူ့နောက်ကိုလိုက်ပါလာမဲ့အရှက်ရမှုနဲ့ညှင်းပယ်မှုတွေကိုမခံနိုင်တာကြောင့်ပြည်နှင်တန်အဖြစ်ထွက်ခွာသွားဖို့ပဲရွေးချယ်ခဲ့ပါတယ်။သူမသိလိုက်တာကတော့အိမ်နီးချင်းဘရင်မူယုံဖူမွန်ဖူနဲ့သူ့ရဲ့လူတွေကဖုန်းဆုတ်ခွာသွားတာကိုအဝေးကနေစောင့်ကြည့်နေခဲ့ကြတာပါ။မူယုံဖူဟာသူ့ရဲ့ပြိုင်ဘက်အပေါ်အသာစီးရဖို့အတွက်ရှောင်းလင်းကျောင်းတော်ကတမိုးကြီးစာအုပ်တအုပ်ကိုခိုးယူဖို့အာကျူးလက်ရွယ်ကျူးလို့ခေါ်တဲ့ကျွမ်းကျင်တဲ့တကူတယောက်ကိုဆေလွတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ဖုန်းဟာသူ့ရဲ့အတိတ်ကြောင့်အမှန်တရားကိုသိရှိနိုင်ဖို့အတွက်သူမွေးဖွားရာအရက်ကိုပြန်လာပြီးမွေးစားမိဘတွေကိုမေးမြန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူရောက်ရှိသွားတဲ့အခါမိဘနှစ်ပါးစလုံးဟာတေးလူမျိုးပါဖြစ်နေပြီးအမှန်တရားကိုမပြောပြနိုင်ခင်မှာပဲကွယ်လွန်သွားခဲ့ကြပါတယ်။ဒါတင်မကသေးပဲဖုန်းကြီးနှစ်ပါးရောက်ရှိလာပြီးဖုန်းကိုမိဘအရင်းတွေကိုတပ်ဖြတ်မှုနဲ့ဆွဆွဲခဲ့ကြပါတယ်။သူတို့ကဖုန်းရဲ့ကိတန်မျိုးရိုးအကြောင်းကိုလည်းသတင်းဖြန့်လိုက်ကြတာကြောင့်ဖုန်းဟာသူ့ရဲ့အတိတ်နဲ့တာမကပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုတွေကိုပါရင်ဆိုင်ရပါတော့တယ်။မိဘတွေကိုတကြိုပြီးနောက်ဖုန်းဟာရှောင်းလင်းကျောင်းတော်ကိုသွားခဲ့ရမှာသူ့ရဲ့ကျေးဇူးရှင်ဆရာကြီးတေးလူမျိုးပါဖြစ်နေတာကိုမပြောပြနိုင်ခင်မှာပဲကွယ်လွန်သွားခဲ့ကြပါတယ်။ဒါတင်မကသေးပဲဖုန်းကြီးနှစ်ပါးရောက်ရှိလာပြီးဖုန်းကိုမိဘအရင်းတွေကိုတပ်ဖြတ်မှုနဲ့ဆွဆွဲခဲ့ကြပါတယ်။သူတို့ကဖုန်းရဲ့ကိတန်မျိုးရိုးအကြောင်းကိုလည်းသတင်းဖြန့်လိုက်ကြတာကြောင့်ဖုန်းဟာသူ့ရဲ့အတိတ်နဲ့တာမကပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုတွေကိုပါရင်ဆိုင်ရပါတော့တယ်။မိဘတွေကိုတကြိုပြီးနောက်ဖုန်းဟာရှောင်းလင်းကျောင်းတော်ကိုသွားခဲ့ရမှာသူ့ရဲ့ကျေးဇူးရှင်ဆရာကြီးတေးလူမျိုးပါဖြစ်နေတာကိုတွေ့ရပါတယ်။တပည့်တွေကဘသူကရန်ပြုလိုက်တာလဲလို့မေးကြပေမဲ့ဆရာကြီးကတော့တနေ့မှာပြစ်မှုကျူးလွန်သူနောင်တရလာလိမ့်မယ်လို့ယုံကြည်ချက်နဲ့နှုတ်ဆက်နေခဲ့ပါတယ်။နောက်ပိုင်းမှာဖုန်းဟာဆရာကြီးရဲ့အခန်းထဲကိုတိတ်တဆိတ်ဝင်ပြီးသူ့ရဲ့မိဘအရင်အကြောင်းမေးမြန်းခဲ့ပေမဲ့ဆရာကြီးကွယ်လွန်သွားပြီဖြစ်ကြောင်းသိလိုက်ရပြီးမသိရသေးတဲ့အကြောင်းပြချက်တစ်ခုကြောင့်ရှောင်းလင်းကျောင်းသားတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပါတော့တယ်။ထွက်ပြေးဖို့ကြိုးစားစဉ်မှာပဲသူဟာကျောင်းတော်ကစာအုပ်ကိုခိုးယူဖို့ကြိုးစားနေတဲ့ရှောင်းလင်းကျောင်းသားအယောင်ဆောင်ထားတဲ့တခိုးတစ်ယောက်နဲ့တိုးမိပါတယ်။ထိုတခိုးဟာသူ့ပေါ်ဆွဆွဲချက်တွေရဲ့နောက်ွယ်ကတရားခံလို့ယူဆပြီးဖုန်းကစတင်ရင်ဆိုင်ခဲ့ပေမဲ့နောက်ဆုံးမှာထိုတခိုးဟာအာကျူလဲဂျူလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်မှန်းသိသွားတဲ့အခါသူမကိုကယ်တင်ဖို့ရွေးချယ်ခဲ့ပါတယ်။ရန်သူတွေနောက်ကတကောက်လိုက်နေတာကြောင့်ဖုန်းဟာအာကျူကိုခေါ်ပြီးထွက်ပြေးခဲ့ပါအဲ့ဒီညမှာပဲဖုန်းဟာသူ့ရဲ့အတွင်းအားပညာကိုအသုံးပြုပြီးအာကျူရဲ့ဒဏ်ရာကိုကုသပေးခဲ့ပါတယ်။အာကျူတတိယလာတဲ့အခါဖုန်းကိုကျေးဇူးတင်စကားဆိုပြီးထွက်ခွာဖို့ပြင်ပါတယ်။ဒါပေမဲ့ဖုန်းကတေချာစစ်ဆေးကြည့်လိုက်တဲ့အခါအာကျူရဲ့ဒဏ်ရာတွေဟာထင်ထားတာထက်ပိုမိုပြင်းထန်နေတာကိုတွေ့ရှိသွားပါတယ်။သူမရဲ့ကျန်းမာရေးအတွက်တာဝန်ရှိတယ်လို့ခံစားရတာကြောင့်ဖုန်းဟာအာကျူနာလက်ထူလာစေဖို့အဝတ်စားနဲ့အစားအစာတွေထောက်ပံ့ပေးခဲ့ပါတယ်။သူတို့ခရီးကိုဆက်ခဲ့ကြပြီးဖုန်းနဲ့အာကျူတို့ဟာအခက်အခဲနဲ့စိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရပေမဲ့တယောက်ကိုတယောက်ဘယ်တော့မှလက်မလျှော့ခဲ့ကြပါဘူး။အာကျူရဲ့ဒဏ်ရာတွေပိုမိုဆိုးရွားလာတဲ့အခါဖုန်းကသူ့ရဲ့အတွင်းအားကုသမှုပညာတင်နဲ့မလုံလောက်တော့ဘူးဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်သူဟာမြင့်မြတ်တဲ့သမားတော်ကြီးတဦးရဲ့အကူအညီကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရက်ပေါင်းများစွာရှာဖွေပြီးနောက်ဆုံးမှာတော့အာကျူရဲ့ဒဏ်ရာတွေကိုအပြီးတိုင်ကုသပေးနိုင်တဲ့သမားတော်ကြီးကိုတွေ့ရှိခဲ့ပါတယ်။ခရီးဆက်ကြတဲ့အခါအာကျူကဖုန်းကိုသူမရဲ့အတိတ်အကြောင်းနဲ့ကျောင်းတော်ကကျန်းစာအုပ်ကိုဘာကြောင့်အတင်းအကျပ်ခိုးယူခိုင်းခံခဲ့ရကြောင်းဖွင့်ဟပြောပြခဲ့ပါတယ်။ဖုန်းဟာဒီအကြောင်းကိုသိရလို့အံ့ဩသွားပေမဲ့သူမရဲ့မိသူမိဝါဖြစ်ကြောင်းအမှန်တရားကိုရှာဖွေဖို့တတိနဲ့စိတ်ပိုင်းဖြတ်မှသူကိုတော့ချီးကျူးမိခဲ့ပါတယ်။သူကသူမရဲ့မိဘအရင်းတွေကိုရှာဖွေပေးဖို့နဲ့အရာအလုံးကိုပြန်လည်မှန်ကန်စေဖို့ကူညီပေးမယ်လို့ကတိပြုခဲ့ပါတယ်။ညနေလာတာနဲ့အမျှဖုန်းနဲ့အာကျူတို့ဟာသူတို့ရဲ့ဘဝတွေနဲ့အနာဂတ်မျှော်လင့်ချက်တွေအကြောင်းပိုမိုစကားပြောဖြစ်ခဲ့ကြပါတယ်။သူတို့ဟာမိမိတို့ရဲ့မိသူမိဝါဖြစ်ကြောင်းအမှန်တရားကိုရှာဖွေပြီးငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်လိုတဲ့အိမ်မက်တွေကိုမျှဝေခဲ့ကြပါတယ်။ဖုန်းကလည်းသူ့ရဲ့အကူတေဆုံးမှုအပေါ်ခံစားနေရတဲ့အဖြစ်ရှိစိတ်နဲ့သူဘလို့မတရားဆွဆွဲခံခဲ့ရကြ
ဒေါင်းအာကျူးကိုရင်ဖွင့်ခဲ့ပါတယ်။အာကျူးကစိတ်ရှည်လက်ရှည်နားထောင်ပေးပြီးသူဟာလူဆိုးတစ်ယောက်မဟုတ်ကြောင်းနဲ့သူ့ရဲ့အပြစ်မရှိမှုကိုယုံကြည်ကြောင်းပြောကာနှစ်သိမ့်ပေးခဲ့ပါတယ်။ရက်တွေကုန်လွန်သွားပြီးဖုန်းနဲ့အာကျူးတို့ဟာလမ်းခရီးမှာအခက်အခဲများစွာကိုရင်ဆိုင်ရင်းခရီးဆက်ခဲ့ကြပါတယ်။သူတို့ဟာအန္တရာယ်ရှိတဲ့ဓပြတွေကြမ်းတမ်းတဲ့မြေမျက်နှာသွင်းပြင်တွေနဲ့သူတို့ယုံကြည်ခဲ့ရတဲ့သူရဲ့တစ္ဆာဖောက်မှုကိုပါရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခက်အခဲတွေကြားကပဲသူတို့ဟာအာကျူးရဲ့မိဘအရင်းတွေကိုရှာဖွေဖို့နဲ့ဖုန်းရဲ့အပြစ်မရှိကြောင်းသက်သေပြဖို့ရည်မှန်းချက်ကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားခဲ့ကြပါတယ်။အတူတူခရီးသွားရင်ဖုန်းနဲ့အာကျူးတို့ဟာပိုမိုနီးစပ်လာပြီးတရက်ထက်တရက်တန်ရောစင်တွေပိုမိုနှက်ဆိုင်လာခဲ့ပါတယ်။ဖုန်းဟာအာကျူးရဲ့ဒဏ်ရာတွေအတွက်ပိုမိုစစ်မြင့်တဲ့ဆေးကုသမှုလိုအပ်နေပြီဆိုတာသိတာကြောင့်သူမကိုတမားတော်ကြီးရှိရာနေရာကိုခေါ်ဆောင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ထိုနေရာဟာသူ့ရဲ့ဂိုင်းဟောင်းကလူတွေအားလုံးစုဝေးနေကြတဲ့နေရာလည်းဖြစ်ပါတယ်။ရောက်ချင်းမှာပဲဖုန်းဟာသူ့ရဲ့အကိုအပေါ်လှုပ်ဆောင်ခဲ့မှုတွေအတွက်ကလဲစားချေချင်နေကြတဲ့ပိုင်ရှိချင်းနဲ့မဒန်မာတို့ရဲ့ရန်လိုမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အန္တရာယ်ရှိနေပေမဲ့လည်းဖုန်းဟာတမားတော်ကြီးထံအကူအညီတောင်းဖို့ချဉ်းကပ်ခဲ့ပါတယ်။တမားတော်ကြီးကအာကျူးကိုကုသပေးဖို့သဘောတူခဲ့ပေမဲ့စီကံချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အာကျူးရဲ့အသက်ကိုကုသပေးဖို့အတွက်ဖုန်းကသူ့ရဲ့အသက်နဲ့လဲလှယ်ရမယ်ဆိုတာပါပဲ။အန္တရာယ်ရှိပေမဲ့လည်းဖုန်းဟာအာကျူးရဲ့အသက်ကိုကယ်တင်ဖို့အတွက်တမားတော်ကြီးရဲ့စီကံချက်ကိုသဘောတူခဲ့ပါတယ်။ဒါဟာသူမအပေါ်ဘလောက်အထီးကယူဆိုင်ကြောင်းပြသလိုက်တဲ့တတိရှိပြီးကိုကျိုးစွန်းတဲ့လုပ်ရတစ်ခုဖြစ်ပါတယ်။အာကျူးကိုတမားတော်ကြီးရဲ့စောင့်ရှောက်မှုအောက်မှာထားခဲ့ပြီးနောက်ဖုန်းဟာသူ့ရဲ့ကတိအတိုင်းအသက်နဲ့လဲဖို့ပြင်ဆင်ရတော့မယ်ဆိုတာသိပါတယ်။ဒါပေမဲ့မလှုပ်ဆောင်ခင်မှာသူကသူ့နဲ့အနီးဆက်ဆုံးလူတွေကိုသူနဲ့အတူနောက်ဆုံးအကြိမ်အရက်အတူတူတောက်ဖို့တောင်းဆိုခဲ့ပါတယ်။မဒန်မာကဖုန်းဟာသူတေချာတော့မသိတဲ့အမျိုးသမီးတစ်ယောက်အတွက်အသက်ပေးကိုကျိုးစွန်းတာကိုလေးစားတဲ့အနေနဲ့ပထမဆုံးတောက်ခဲ့ပါတယ်။ပိုင်ရှိချင်းကလည်းလိုက်တောက်ခဲ့ပြီးဖုန်းဟာတကယ်တော့သူ့ရဲ့အကိုအကြီးဆုံးကိုတတ်ခဲ့တဲ့သူလို့ဆွဆွဲခံထားရသူဖြစ်စစ်နေစဲဆိုတာကိုမသိသေးပါဘူး။ဖုန်းကသူ့ရဲ့ရဲဘော်ရဲဘက်ညီကိုတွေလိုသဘောထားခဲ့တဲ့တောင်ရန်သူများဂိုင်း Baker Set ကအခြားအဖွဲ့ဝင်တွေလည်းအတူတူတိုက်ပွဲဝင်ခဲ့ကြသူတွေမို့ဝိုင်းဝန်းတောက်ခဲ့ကြပါတယ်။မထင်မှတ်ပဲဖုန်းရဲ့မိတ်ဆွေအရင်ဖြစ်ပါတယ်လို့ဆိုတဲ့ဓာတ်သမားတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ဖုန်းကသူဘယ်သူလဲဆိုတာမမှတ်မိတော့ပေမဲ့ထိုဓာတ်သမားရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ဂိုင်းသားတွေဟာသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။တယောက်နဲ့အယောက်တရာတိုက်ပွဲအပြီးမှာတော့ဖုန်းဟာသူ့ရဲကောင်းတစ်ယောက်အနေနဲ့ဘဝကိုတရားဝင်အဆုံးသတ်လိုက်ပြီဆိုတာသိသွားပါတယ်။သူဟာတွေးဝေမနေတော့ပဲသူ့ရဲ့ဂိုင်းသားတွေနဲ့သူ့ကိုအရင်ကဝိုင်းရိုက်ခဲ့ကြတဲ့ရဲဘော်ဟောင်းတွေကိုပါတယောက်ပြီးတယောက်ကရုဏာမဲ့စွာတပ်ဖြတ်ပစ်ခဲ့ပါတယ်။ဒီလိုရှုပ်ထွေးပွေလီနေတဲ့ကြားထဲမှာမဒန်မာကအာကျူးကိုတိတ်တဆိတ်တပ်ပစ်ဖို့အခွင့်အရေးချောင်းခဲ့ပေမဲ့တမားတော်ကြီးကဖုန်းကိုပေးထားတဲ့ကတိအတိုင်းအာကျူးကိုအချိန်မီကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ရက်ဆက်တဲ့တစ်ဖက်မှာတော့မူလုံးဖူဟာသူချမှတ်ထားတဲ့အစီအစဉ်တွေအကွက်စစ်စစ်အောင်မြင်သွားတဲ့အတွက်ဝမ်းသာနေပါတယ်။သူဟာဖုန်းကိုသူ့ရဲ့ဂိုင်းသားတွေနဲ့ရန်တိုက်ပေးနိုင်ခဲ့တဲ့သူ့ရဲ့အောင်မြင်တဲ့အကြံစီအတွက်တာယာနေခဲ့ပါတယ်။သူဟာသူ့ရဲ့အာဏာကိုချဲ့ထွင်ဖို့လဲရည်မှန်းထားပြီးစစ်ပွဲတစ်ခုစတင်ကဖုန်းရဲ့ဂိုင်းနယ်မြေကိုသိမ်းပိုက်ဖို့စီစဉ်နေပါတယ်။တစ်ချိန်တည်းမှာပဲအာကျူးဟာတမားတော်ကြီးရဲ့ကုသမှုကြောင့်ယောဂဝေဒနာတွေပျောက်ကင်းသွားခဲ့ပါပြီ။ဒါပေမဲ့သူမဟာတမားတော်ကြီးကိုအသက်ကျွေးတင်နေတာကြောင့်ထိုနေရာကနေထွက်ခွာခွင့်မရှိဘဲဖြစ်နေပါတယ်။သူမရဲ့နှလုံးသားကတော့တဲလုံစမရှိပျောက်ဆုံးနေတဲ့ဖုန်းအတွက်စိုးရိမ်ပူပန်မှုတွေနဲ့လေးလံနေခဲ့ပါတယ်။ဖုန်းတန်ရာတွေကနေပြန်လည်နာလန်ထူလာတဲ့အခါသူ့ရဲ့မိသူမိဝါဖြစ်ကြောင်းထုတ်မပြောတဲ့လှုပ်ဝက်ဆံပြတဲ့လူတစ်ယောက်ရဲ့ပြုစုဆောင်ရှောက်မှုအောက်မှာရောက်နေတာကိုသိလိုက်ရလို့အံ့ဩသွားပါတယ်။ဒါပေမဲ့စကားပြောနေကြစဉ်မှာထိုလူကဖုန်းရဲ့မိဘတွေဟာလူကောင်းတွေဖြစ်ကြောင်းမထင်မှတ်ပဲပြောလိုက်တာကြောင့်ဖုန်းဟာချက်ချင်းပဲစိတ်ဝင်စားသွားပါတယ်။ဒီအချက်လက်ရဲ့အရေးကြီးပုံကိုသိတာကြောင့်ဖုန်းကသူ့ရဲ့အတိတ်နဲ့ပျောက်ဆုံးနေတဲ့ဆက်နွယ်မှုကိုရှာဖွေဖို့အတွက်သူ့ရဲ့မိဘအရင်းတွေအကြောင်းအသေးစိတ်ကိုထိုလူထံကနေအတင်းအကျပ်မေးမြန်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအာကျူးဟာတမားတော်ကြီးရဲ့နေရာကနေရဲရဲဝံ့ဝံ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။သူမဟာအဆောင်တွေရဲ့သတိပြုမိခြင်းကိုရှောင်ရှားဖို့ရုပ်ဖြတ်ခဲ့ပါတယ်။သူမရဲ့လျင်မြန်တဲ့တွေးခေါ်မှုနဲ့အကွက်မြင်မှုတွေကြောင့်အဆောင်တွေကိုသူတို့ရဲ့ကင်းစခန်းကနေထွက်သွားအောင်လှည့်စားနိုင်ခဲ့ပြီးမရိပ်မိအောင်ရှော့ကနဲ့ထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့တမားတော်ကြီးကသူမထွက်ပြေးတာကိုရိပ်မိသွားတဲ့အခါသူမရဲ့အစီအစဉ်ဟာအခက်အခဲနဲ့တိုးပါတော့တဲ့အာကျူးကတမားတော်ကြီးဘာတွေတန်တရားဝင်နေလဲဆိုတာကြိုတင်သိထားတာကြောင့်တမားတော်ကြီးကိုတပ်ဖြတ်ပြီးသူ့ရဲ့ကျောင်းတော်ကိုမိရှို့ကာနှုတ်ပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တမားတော်ကြီးရဲ့နေရာမှာမိလောင်ပြီးနောက်တနေ့မနက်မှာဖုန်းဟာပျက်စီးဆုံးရှုံးမှုတွေကိုတွားရောက်စစ်ဆေးခဲ့ရမှာအရာအလုံးပြကျသွားတာကိုတွေးလိုက်ရပါတယ်။ရုတ်တရက်မူယုံမှုပေါ်လာပြီးဖုန်းကိုအာနာလူမဲ့သူ့ရဲ့ခရီးစဉ်မှာပူးပေါင်းဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ဖုန်းကမူယုံဖူဟာစေတနာကောင်းတဲ့လူမဟုတ်မှန်းသိတာကြောင့်ညှင်းပယ်ခဲ့ပါတယ်။စိတ်ပိုင်းဖြတ်ပြီးနောက်ဖုန်းဟာသူ့ရဲ့ခရီးကိုဆက်ဖို့ထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲဆင်းရဲသားပြည်သူတွေကိုကြုံအဖြစ်ဖမ်းဆီးနေတဲ့စစ်သားတစုကြောင့်သူ့ရဲ့ခရီးလမ်းဟာပြတ်တောက်သွားခဲ့ရပါတယ်။ဖုန်းဟာဒီလိုမတရားမှုကိုမကြည့်ရတာကြောင့်ချက်ချင်းပဲဝင်ရောက်ဆွတ်ဖက်ကစစ်သားတွေကိုတိုက်ခိုက်ပြီးကူကယ်ရမယ့်ဖြစ်နေတဲ့ဒုက္ခသည်တွေရဲ့တန်ကြေးခြင်းတွေကိုဖျက်တောက်ကယ်တင်ပေးခဲ့ပါတယ်။အဝေးကနေစောင့်ကြည့်နေတဲ့မူယုံဖူဟာဖုန်းရဲ့သူရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေကိုမြင်လိုက်ရပြီးသူ့ဘက်ပါအောင်လှည့်စားလို့ရမှာမဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့်သူဟာထွက်ပြေးသွားခဲ့ပြီးဖုန်းကိုတော့တရားမျှတမှုနဲ့ဖြောင့်မတ်ခြင်းလမ်းစဉ်အတိုင်းဆက်လက်လျှောက်လန်းခွင့်ပေးလိုက်ပါတယ်။ခဏအကြာမှာတော့ဖုန်းဟာသူငယ်ငယ်ကစွန့်ပစ်ခံခဲ့ရတဲ့နေရာကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီးအဲ့ဒီမှာရုတ်တရက်အာကျူးနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။သူမကသူ့ကိုရက်ပေါင်းများစွာလိုက်လံရှာဖွေနေခဲ့တာလို့ပြောပြပါတယ်။ကျေးဇူးတင်စိတ်တွေလွှမ်းမိုးသွားတဲ့ဖုန်းကအာကျူးရဲ့မိဘအရင်းတွေကိုရှာဖွေပေးဖို့နဲ့တိုင်းပြည်ရဲ့နေဆက်အလုံးမှာငြင်းငြင်းချမ်းချမ်းအတူနေထိုင်ဖို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့မလုံဆောင်ခင်မှာသူ့ကိုလူသက်သမားအဖြစ်မတရားဆွဆွဲခဲ့တဲ့ပိုင်ရှိချင်းနဲ့မဒန်မာတို့ကိုထောင်ချောက်ဆင်ဖမ်းဖို့သူ့ရဲ့အစီအစဉ်ကိုကူညီပေးဖို့အာကျူးကိုတောင်းဆိုခဲ့ပါတယ်။အာကျူးကဖုန်းကိုကူညီဖို့ဝမ်းမြောက်ဝမ်းသာသဘောတူခဲ့ပြီးသူတို့ရဲ့အစီအစဉ်ကိုစတင်ရေးဆွဲခဲ့ကြပါတယ်။ညရောက်တဲ့အခါအာကျူးဟာသူတို့ရဲ့အစီအစဉ်အတိုင်းပိုင်ရှိချင်းကိုထောင်ချောက်ဆင်ဖို့မဒန်မာအဖြစ်ရုပ်ဖြတ်ပြီးသူ့အနာကိုချင်းကပ်ခဲ့ပါတယ်။အာကျူးကပိုင်ရှိချင်းကိုဖုန်းရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးမဲ့သူတို့ရဲ့အစီအစဉ်အောင်မြင်သွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။သူတို့အံ့ဩသွားတာကတော့ပိုင်ရှိချင်းကသူဟာသူတို့ရဲ့အနာဂတ်ဂိုင်းကောင်းဆောင်ဖြစ်လာမဲ့တွန်းချက်ရှင်တွန်းဂျန်ချန်ရဲ့ရုပ်သေးရုပ်သက်တာဖြစ်ကြောင်းဝန်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။ဖုန်းဟာမြင့်ရထားမောင်သမားအဖြစ်ရုပ်ဖြတ်ပြီးသူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုဆက်လက်လှုပ်ဆောင်ခဲ့ရမှာသူ့အပေါ်ကြားရောက်ခဲ့တဲ့
မတရားဆွဆွဲချက်တွေရဲ့နောက်ွယ်ကအကြောင်းရင်းအမှန်ကိုရှာဖွေတွေ့ရှိသွားပါတယ်။အဲ့ဒါကတော့ဂိုင်းကောင်းဆောင်တွေဟာဖုန်းကိုသူတို့ရဲ့ဂိုင်းချုပ်ကြီးအဖြစ်တင်မြှောက်ခံရမှာကိုကြောက်ရွံ့နေကြလို့ဖြစ်ပါတယ်။ပိုင်ရှိချင်းဟာဒီအချက်လက်တွေကိုပြောပြပြီးနောက်ထွက်ခွာသွားခဲ့ပေမဲ့တခုခုတော့မှားယွင်းနေပြီဆိုတာသိတာနေပါတယ်။ပိုင်ရှိချင်းဟာသူ့ကိုထောင်ချောက်ဆင်နေတာဖုန်းနဲ့အာကျူလို့ဆိုတာသိနေပုံရပြီးအဲ့ဒီနောက်မှာတော့သူဟာမဒမ်မာအစ်စ်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။သူတို့ဟာဒီတစ်ချိန်မှာအောင်မြင်သွားတဲ့သူတို့ရဲ့အစီအစဉ်မှန်ကိုဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီမှာပဲသူတို့ရဲ့အကိုကြီးကိုတတ်ခဲ့တာဟာတွန်းချက်ရှင်းမဟုတ်ပဲလင်းဖြစ်သူရဲ့အိမ်တွင်းအကြမ်းဖက်မှုကိုခံခဲ့ရတဲ့မဒမ်မာကိုယ်တိုင်ဖြစ်နေတာပေါ်ပေါက်သွားပါတယ်။ဒီစကားဝိုင်းထဲမှာပဲပိုင်ရှိချင်းနဲ့မဒမ်မာတို့ဟာဖောက်ပြန်တဲ့ဆက်ဆံရေးရှိနေကြတာကိုပါအရေးအမွက်သိလိုက်ရပါတယ်။ဖုန်းဟာသူ့ရဲ့နာကျည်းချက်တွေကိုကလဲစားချေဖို့အတွက်တွန်းချက်ရှင်းရှိရာနေရာကိုခရီးဆက်ခဲ့ပါတယ်။ဖုန်းနဲ့သူ့ရဲ့အပေါင်းပါတွေတွန်းချက်ရှင်းရဲ့အိမ်ကိုရောက်သွားတဲ့အခါတွန်းချက်ရှင်းနဲ့သူ့ရဲ့ဇနီးသားသမီးတို့ကြားပြင်းထန်တဲ့စကားများရန်ဖြစ်တံကိုကြားလိုက်ရပါတယ်။သူတို့ရန်ဖြစ်ရတဲ့အကြောင်းရင်းကတော့တွန်းချက်ရှင်းဟာသူ့ဇနီးအပေါ်တစ္ဆာမရှိပဲအခြားမျိုးသမီးတဦးနဲ့ဖောက်ပြန်ခဲ့လို့ဖြစ်ပါတယ်။တွန်းချက်ရှင်းရဲ့သားဖြစ်သူဟာအလွန်ဒေါသထွက်သွားပြီးသူ့ရဲ့ဆွဲကြိုးကိုလွှင့်ပစ်ကာဖခင်ဖြစ်သူကိုအတချောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဖုန်းကချက်ချင်းပဲကြားဖြတ်ဝင်ရောက်ပြီးတွန်းကြံရှင်းကိုသူ့သားရဲ့တိုက်ခိုက်မှုကနေကယ်တင်ပေးခဲ့ပါတယ်။ဖုန်းရဲ့အကူအညီအတွက်ကျေးဇူးတင်တဲ့အနေနဲ့တွန်းကြံရှင်းကသူ့ကိုအိမ်မှာခဏတာတဲခိုဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဖုန်းကတော့ဒါဟာအတိတ်ကသူ့အပေါ်နာကျင်အောင်လုပ်ခဲ့တဲ့တွန်းကြံရှင်းကိုကလဲစားချေဖို့အကောင်းဆုံးအခွင့်အရေးပဲလို့မြင်ခဲ့ပါတယ်။တွန်းကြံရှင်းရဲ့အိမ်မှာဖုန်းဟာတွန်းကြံရှင်းနဲ့သူ့ဇနီးတို့ကြားကပြင်းထန်တဲ့စကားများမှုကိုမြင်တွေ့ခဲ့ရပါသူတို့မသိလိုက်တာကတော့အာကျူးဟာတကားနောက်ကနေသူတို့ရဲ့စကားဝိုင်းကိုတိတ်တဆိတ်နားထောင်နေခဲ့တာပါ။တွန်းကြံရှင်းရဲ့ဇနီးကသူ့ရဲ့အမြဲတမ်းဖောက်ပြန်မှုတွေပေါ်စိတ်ကုန်လာပြီးအတိတ်ပဲမရှိပဲသူချစ်ရတဲ့သူတွေရဲ့တေဆုံးခြင်းစီကိုပဲဥတီစေတယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ဖုန်းဟာအာကျူးရဲ့ရုပ်အလောင်းကိုသူမရဲ့မိဘအရင်းတွေစီပြန်တည်ဆောင်လာခဲ့ရမှာတွန်းကြံရှင်းကသူ့အပေါ်ဆွဆွဲချက်တွေရဲ့နောက်ွယ်ကအမှန်တရားကိုဖွင့်ထုတ်ပြောပြခဲ့ပါတယ်။သူဟာသူတို့ဂိုင်းကိုဖြုတ်ချဖို့မူယုံဖူနဲ့ပူးပေါင်းကြံစည်ခဲ့ကြတဲ့ပိုင်ရှိချင်းနဲ့မဒမ်မာတို့ရဲ့တားပုတ်လွင်ပြောဆိုခြင်းကိုခံခဲ့ရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တွန်းကြံရှင်းကသူဟာအကိုကြီးတေဆုံးမှုကိုမျက်မြင်တွေ့ခဲ့တာမဟုတ်ကြောင်းကိုပါဝန်ခံခဲ့ပါတယ်။ဒီအမှန်တရားကိုကြားလိုက်ရတဲ့အခါဖုန်းဟာရည်မှန်းချက်အသစ်တစ်ခုနဲ့အတူပိုင်ရှိချင်းနဲ့မဒမ်မာတို့ကိုရင်ဆိုင်ဖို့အပြေးလွှားထွက်ခွာသွားခဲ့ပါတယ်။ပိုင်ရှိချင်းနဲ့မဒမ်မာတို့စီရောက်တဲ့အခါဖုန်းဟာသူသိသမျှအရာအလုံးကိုဖွင့်ချလိုက်ပါတယ်။သူဟာပိုင်ရှိချင်းနဲ့မဒမ်မာတို့ရှေ့မှာရပ်ပြီးဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေနဲ့တွန်းချက်ရှင်းနဲ့သူတို့ဂိုင်းရဲ့အကိုကြီးအကြောင်းအမှန်တရားကိုသူဘယ်လိုသိရှိခဲ့ရပုံကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။သူဟာတစ္ဆာဖောက်မူယုံဖူနဲ့ပူးပေါင်းမှုရွေးချယ်ခဲ့ပြီးဂိုင်းကိုဖြုတ်ချမဲ့အစီအစဉ်မှာပါဝင်ခဲ့တဲ့ပိုင်ရှိချင်းအပေါ်သူရဲ့အလွန်မင်းစိတ်ပြတ်မိမှုနဲ့ဒေါသတွေကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုတ်တရက်အာကျူးရဲ့မောင်ဖြစ်သူဟာမဒမ်မာကိုလာရောက်နှုတ်ဆက်ရာကနေမဒမ်မာရဲ့မျက်နှာပေါ်ကိုရေနွေးပူတွေလောင်ချလိုက်တာကြောင့်မောင်ဖြစ်သူတေဆုံးသွားတဲ့အထိအခြေအနေတွေကြမ်းတမ်းသွားခဲ့ပါတယ်။ဖုန်းနဲ့အာကျူးရဲ့မောင်ဖြစ်သူတို့ထိုလူနှစ်ယောက်ကိုမနှိပ်စက်ရသေးခင်မှာပဲစစ်သားတွေချင်းကပ်လာတဲ့အတန်ကြောင့်ပြတ်တောက်သွားခဲ့ရပါတယ်။ပိုင်ရှိချင်းကမူယုံဖူဟာသူ့ကိုကယ်တင်ဖို့ရောက်လာတာဖြစ်မှန်းသိလိုက်ပြီးသူ့ထံမှာခိုလုံဖို့ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့မူယုံဖူမသိလိုက်တာကတော့ဖုန်းဟာအာကျူးစီကနေကနဝင်မြောက်ဓာတ်တလက်ကိုရရှိထားနေပြီးသားဖြစ်နေတာပါပဲ။တွန်းချက်ရှင်းပိုင်ဆိုင်တဲ့ဒီဓာတ်ဟာပြင်းရဲ့သေးစေနိုင်တဲ့စွမ်းဆောင်ရည်ကြောင့်ကြောက်မက်ဖွယ်ဂုဏ်သတင်းကျော်စောပြီးဒီဓာတ်နဲ့တင်ဖုန်းဟာမူယုံဖူရဲ့စစ်သားတွေအားလုံးကိုတယောက်တည်းနဲ့အောင်မြင်စွာတိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ပါတယ်။မြင်ကွင်းဟာမူယုံဖူနဲ့ဖုန်းတို့ကြားအသက်လုတိုက်ပွဲဖြစ်ပြင်းထန်လာခဲ့ပါတယ်။ဖုန်းစစ်မြေပြင်ကိုရောက်ရှိလာတဲ့အခါသူ့ရဲ့တောင်းရမ်းသူများဂိုင်းကရဲဘော်ဟောင်းတွေတပ်ဖြတ်ခံရပြီးမူယုံဖူနဲ့သူ့စစ်တပ်ရဲ့ပြသကွက်အဖြစ်လှုပ်ထားတာကိုမြင်လိုက်ရတဲ့အတွက်တိုက်ပွဲရဲ့ပြင်းထန်မှုဟာအထုပ်ထိပ်သို့ရောက်ရှိသွားပါတယ်။မူယုံဖူဟာဖုန်းရဲ့ငကား18တိုင်းလက်ဝါးစာကိုတံပြန်နိုင်တဲ့တိုင်းပညာကိုကျွမ်းကျင်နေပေမဲ့လည်းဖုန်းဟာအတိတ်ကအမတ်တရားတွေရဲ့အကူအညီနဲ့အတူသူ့ရဲ့အဆုံးစွန်သောတိုင်းကွက်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီတိုင်းကွက်ဟာအလွန်ပြင်းထန်လာတာကြောင့်မူယုံဖူကိုကူကယ်ရမယ့်ဖြစ်စေပြီးအပြတ်တက်ရှုံးနိမ့်သွားစေခဲ့ပါတယ်။မူယုံဖူပေါ်အောင်ပွဲရပြီးနောက်ဖုန်းဟာနောက်အနာဂတ်မှာသူ့ရဲ့အကူအညီကိုတောင်းခံလာကြတဲ့စစ်တပ်နဲ့တောင်းရမ်းသူတွေကိုထားရစ်ခဲ့ဖို့ပဲရွေးချယ်ခဲ့ပါတယ်။ရုပ်ရှင်ဟာဖုန်းတိုင်းပြည်နယ်စပ်မှာအေးအေးချမ်းချမ်းနေထိုင်ရင်သူကိုယ်တိုင်မြေမြုပ်တကြိုပေးခဲ့တဲ့သူ့ရဲ့ချစ်လှစွာသောအာကျူးရဲ့ကူနားမှာနေထိုင်တဲ့မြင်ကွင်းနဲ့အဆုံးသတ်ထားပါတယ်။စိတ်မကောင်းစရာခိုက်တန့်မှဖုန်းဟာအာကျူးနဲ့အတူတိုးအုပ်တွေကိုထိန်းချောင်းရင်းတယောက်ကိုတယောက်ဖော်ပြကာပျော်ရွှင်စရာဘဝတစ်ခုကိုပိုင်ဆိုင်နေရတယ်လို့စိတ်ကူးယဉ်နေခဲ့ပါတယ်။